အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မိုးတဲ့ည audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဝိထုဇလန်းလေးဟာစာရေးဆရာမင်းညိုရေးသားထားသောအသက်ရှူနေတဲ့တွင်းနဲ့ကြီးရဲ့အဆောင်ရှောက်ဆိုတဲ့ဝိထုဇလန်းလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနွေလေကောင်ရဲ့ပူပြင်းလာတဲ့နေအရှိန်အောက်မှာဖဲခုံအင်းကြီးရဲ့အနောက်ဘက်ကမ်းရီတစ်လျှောက်မြင်းတလဲခြေချင်းတလဲခီးနှင်ခဲ့တာပေါ့ဗျာရှမ်းကုန်းမြင်မြင့်နေအောင်ကြီးကအရေးပြားကိုဖောက်မတက်ပူလောင်မိမယ်လေကျွန်တော်ရဲ့စိတ်ထဲမှာထူးဆန်းတဲ့စူးစမ်းလိုစိတ်ကြောင့်ပင်မရကောင်းမှန်းတော့မှမသိခဲ့ဘူးပေါ့ဗျာကျွန်တော်နဲ့အတူလမ်းပြအဖြစ်ပါလာတဲ့သူကကိုအောင်မင်းလို့ခေါ်တဲ့ဒေသခံတူပေါ့ဗျာသူကအသားညူညူအရက်ပုပုနဲ့စကားနဲ့တူဖြစ်ပေမဲ့လေဒီဒေသရဲ့တောတောင်ရည်မြစ်အကြောင်းကိုလက်ဝါးပေါ်မှာအကဲခတ်တယ်လို့မျိုးကျွမ်းကျင်တာဗျကျွန်တော်တို့ဟာတစ်ပင်ကြီးတွေတေဆုံးပြီးတော့၆တွေ့နေတဲ့တောင်ကုန်းတစ်ခုပေါ်ကိုတက်လာခဲ့တာပေါ့ဗျာဒီတောင်ကုန်းထိပ်မှာရှေးအောင်ပကံခက်လက်ရလို့ယူဆလို့ရတယ်အချိန်ကာလရဲ့တိုက်စားမှုကြောင့်အုပ်ပုံအတိဖြစ်နေတယ်ဇေဒီပြက်ကြီးတဆူရှိတယ်ဗျဇေဒီပြက်ကြီးရဲ့ဘေးပတ်ဝန်းကျင်မှာစိမ့်လန့်နဲ့မြက်ပင်ဆိုတော့တပင်းမှမရှိဘဲနဲ့မြေကြီးတွေဟာပြာဘူးလိုမျိုးဖြူဖြော့ဖြော့ဖြစ်နေတာအန်အောဖို့ကောင်းတာပေါ့ဗျာအဲ့နေရာကိုရောက်လာတဲ့တပိုင်းနဲ့ကျွန်တော်ရဲ့နှာခေါင်းထဲမှာထူးခြားတဲ့အနံ့တစ်ခုတိုးဝင်လာခဲ့တာပေါ့ဗျာအဲ့ဒီအနံ့ကပုတ်ဆက်ဆက်အနံ့လည်းမဟုတ်ဘူးမွေးကြိုင်တဲ့အနံ့လည်းမဟုတ်ဘဲနဲ့ခြေဟောင်းပစ္စည်းတန်ကြီးတက်တဲ့အနံ့နဲ့မြေစီလွာအေးလိုရောချက်နေတဲ့အနံ့မျိုးပေါ့ဗျာရှာမင်းယုံဟောဒီမှာပဲအသက်ရှူနေတဲ့တွင်းကြီးဆိုတာလေဗျာကိုအောင်မင်းကလက်ညှိုးညွန်ပြတဲ့နေရာကိုကျွန်တော်ကြည့်လိုက်မိတာပေါ့ဗျာဇေဒီပြက်ရဲ့အရှိပဲပြိုကျနေတဲ့အာယုံငံတစ်စောင်းကြီးရဲ့အလေတက်တယ်မှာလူတကူစာလောက်ကျယ်တွင်းနဲ့ကြီးတွင်ရှိတာပေါ့ဗျာအဲ့ဒီတွင်းကြီးရဲ့နှခမ်းသားတွေကချောမွနေပြီးတော့လူအများအတက်အဆင်းပြုတ်လုထားတယ်လို့မျိုးဖြစ်နေတယ်ဗျနေပူချိန်က90ဒီဂရီဖာရင်ဟိုက်ကျော်နေတော့လေအဲ့ဒီတွင်းကြီးအနီးဝါကိုကျွန်တော်တို့ချိကက်လာတာနဲ့တပြိုင်နက်ဝူးဝူးဆိုတဲ့အတန်အနေနဲ့အတူရေခဲတစ်တာတကားကိုဖွင့်လိုက်တယ်လို့မျိုးအလွန်အေးမြတဲ့လေလိုင်းကြီးတစ်ခုဟာတွင်းထဲကနေဝေါကနေထိုးထွက်လာတာပေါ့ဗျာကျွန်တော်ရဲ့ကိုယ်မှရှိတဲ့ချွေးတွေဟာချက်ချင်းပဲ၆တွေ့သွားပြီးချမ်းစိမ့်စိမ့်ခံစားချက်ကြောင့်လက်မောင်းကိုပုတ်တက်မိတာပေါ့ဗျာပူအိုက်တဲ့ရာသီမှာရေခဲတမျှအေးတဲ့လေကိုရှူထုတ်နေတယ်ဒီမြေရင်းကြီးဟာအမှန်တကယ်ပဲတက်ရှိတူလိုမျိုးပြုတ်မှုနေတာကမြင်ရသူအဖို့ကြောချမ်းစရာကောင်းတာပေါ့ဗျာကျွန်တော်လွယ်ထက်ကနေဆေးဘောလက်ကိုထုတ်ပြီးတခဏမင်းကြီးလိုက်တာပေါ့ဗျာဆေးလင်ငွေကိုမှုတ်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီဆေးလင်ငွေတွေကတွင်းဝါတွေကိုပြန်လဲစုပ်ယူခြင်းခံလိုက်ရတာကိုတွေးရပြန်နေဗျတစ်ချက်မှုတ်ထုတ်လိုက်တစ်ချက်ပြန်ဆုပ်လိုက်နေဒီတွင်းကြီးဟာအမှန်တကယ်ပဲအသက်ရှူနေတာဗျဒီတွင်းထဲမှာဘာရှိလဲဆိုတာဘယ်သူမှမသိကြဘူးဆရာဆောင်းနှင်းဆိုရင်အခုလိုမဟုတ်ဘူးရင်နှွေးငွေတွေလိုပူနွေးတဲ့လေတွေထွက်လာတဲ့တာကိုအောင်မင်းကကြောက်ကြောက်လန့်လန့်နဲ့ပြောတာပေါ့ဗျာကျွန်တော်တွင်းဝါမှာထိုင်ချလိုက်ပြီးတွင်းနဲ့ကြီးရဲ့အောက်ခြေကိုငုံကြည့်လိုက်မိရဲ့ဗျအမောင်တို့ကလွယ်ပြီးဘာမှမမြင်ရပေမဲ့လည်းအောက်ခြေကနေလာတဲ့လေအဝိတ်မှာရှေးဟောင်းဂါရမန်နှများရဲ့တိုးတိုးတုံခါတန်တွေကိုကျွန်တော်ကြားနေရတယ်လို့မျိုးခံစားလိုက်ရတယ်ဗျဒါနဲ့ကျွန်တော်တွင်းဝါမှာထိုင်ပြီးတွင်းထဲကနေထွက်လာတဲ့အေးစိမ့်လာတဲ့လေလိုင်းတွေကိုခံစားနေမိတာပေါ့ဗျာပူပြင်းလာတဲ့နေအောင်ရှင်အောက်မှာဒီလိုအေးတဲ့မျိုးထွက်ပေါ်နေတာကတဘာဝတရားရဲ့ဖြစ်ရိုးဖြစ်စဉ်ကိုဆန့်ကျင်နေတာမဟုတ်ဘူးလားဗျာကိုမင်းခမားပြောတဲ့ဒီတွင်းကြီးကအသက်ရှူနေတာဘယ်လောက်ကြာပြီလဲဗျကျွန်တော်ရဲ့အမေကိုအောင်မင်းကဖျားပြက်ကြီးကိုလက်အုပ်ချရင်တိုးတိုးလေးဖြေရှာတယ်ဗျကျွန်တော်တို့လူသားမြောက်ကလေးကဒီတိုင်းပါပဲဆရာမင်းရဲ့လူကြီးတွေပြောတာကတော့ဒီတွင်းထဲမှာအုတ်တက်ဆောင်မဟုတ်ရင်ဝိဇ္ဇာတဘာဘာအဋိဌံဝင်နေကြတယ်လို့ပြောကြတာတခါရ
ရွာလူငယ်တယောက်ကဒီတွင်းတွေကိုကျိုးနဲ့ဆင်းကြည့်ဘူးတယ်ဗျအောက်ကိုဆယ်လန်လောင်လေးရောက်တော့အသက်ရှူလို့မရတော့ရင်မက်ထဲမှာတစုံတယောက်ကဖိထားတယ်လို့မျိုးဆိုပြီးပြန်တက်လာတာဗျနောက်3ရက်နေတော့အဲ့လူသွေးရံပြီးတည်ရောဗျအဲ့နောက်ပိုင်းဘယ်သူမှမဆင်းရဲကြတော့ဘူးဗျကျွန်တော်ကလွယ်ရီထဲကအင်းဆက်ကြားစားအုပ်အဟောင်းနဲ့အမြင်အာရုံကိုကြည်လင်စေတဲ့မျက်ပွင့်စီကိုထုတ်လိုက်တယ်ဗျဒီတွင်းကရိုးရိုးတွင်းတစ်ခုမဟုတ်ပဲဓာတ်စီးနေတဲ့နေရာတနေရာဖြစ်ကြောင်းကျွန်တော်ရိပ်မိတာပေါ့ကျွန်တော်တွင်းဝမှာပရိစိတ်ရင်းနဲ့အာယုံခံကြည့်လိုက်တဲ့အခါမှာတွင်းနဲ့ကြီးရဲ့အောက်ခြေမှာထူးခြားတဲ့အစီရင်တစ်ခုရှိနေတာကိုသိမြင်လာရတယ်ဗျဒါကအက်ကြီးရဲ့ထိုးတဲ့နေရာမှာအသုံးပြုတယ်ဓာတ်ဖို့ကြီးတစ်ခုလိုမျိုးပေါ့ဗျလေအေးဒီထွက်ပေါ်လာခြင်းဟာအောက်ခြေမှာရှိနေတဲ့ဗရာသို့မဟုတ်တန်တလုံးတွေရဲ့အေးဓာတ်ကိုမြေကြီးကစုပ်ယူပြီးပြန်လည်မှုတ်ထုတ်နေခြင်းဖြစ်နိုင်တာပေါ့ဗျကိုမင်းခမရတို့ရွာမှာလောကီပညာလိုက်စားတဲ့လူတွေများရှိလားခမရသိလားကျွန်တော်မေးကြအောင်ကိုအောင်မင်းတယောက်မျက်လုံးပြူးသွားတယ်ဗျမောင်ထွန်းလင်းဆိုတဲ့လွန်ခဲ့တဲ့အနှစ်90ရာဒီရွာမှာတစ်ကုံနဲ့လှုပ်သွားတဲ့သူတယောက်တော့နာမည်ကြီးခဲ့ဘူးလေဗျသူကအင်္ဂလိပ်စကားနဲ့တက်တယ်လောကီပညာလေးလိုက်စားတယ်လို့ကြားဘူးတယ်ဗျဒါမဲ့သူကဒီဖျားဝန်းပေါ်မှာပဲပျောက်သွားတာဆရာရဲ့လူတွေကတော့တောကောင်ဆွဲသွားတယ်ထင်ကြတာပေါ့ဗျာကျွန်တော်စိတ်ထဲတောက်ကနေအဖြေထွက်သွားတယ်ဗျအဲ့မောင်ထုံးလင်းဆိုသူကဒီလောကမှာရှိတော်သည်မဟုတ်ဘဲနဲ့ဒီတွင်းနဲ့ကြီးအတွင်းမှာတစုံတစ်ခုကိုစောင့်ရှောက်ရင်ထွက်ရလန်ရှားနေပြီဖြစ်လိမ့်မယ်ဗျအဲ့ဒီချိန်မှာပဲနေဝင်စည်းတာချိန်ကိုရောက်ရှိလာတာပေါ့ဗျာတောင်ကုန်းပေါ်မှာမှောင်ရိပ်တန်းလာတာနဲ့အမျှတွင်းထဲကထွက်ပေါ်လာတဲ့ဝူးဝူးဆိုတဲ့အတန်တွေကပိုပြီးကျဲလောင်လာပြီးလေလိုင်းတွေကလည်းပိုပြီးပြင်းထန်လာတာပေါ့ဗျာရုတ်တရက်တွင်းဝါကနေလေအေးတွေရက်တန့်သွားပြီးတော့အလွန်ပူပြင်းလာတယ်လေဘူးကြီးတွေဝေါ်ကနေထိုးထွက်လာတာပေါ့ဗျာအဲ့လေဘူးနဲ့အတူတွင်းထဲကလူတို့ရဲ့အသက်ရှူတန်းလိုမျိုးဟူးဟူးဆိုတဲ့အတန်တွေဟာအကျယ်ကြီးထွက်ပေါ်လာတာဗျဆရာပြေးအောင်ဗျာအဆောင်ရှုံနိုးလာပြီကိုအောင်မင်းကကြောက်လန့်တကြားနဲ့ကျွန်တော်ရဲ့လက်ကိုလှန့်ဆွဲလိုက်တယ်ဗျဒါပေမဲ့ကျွန်တော်မတုံမလှုပ်ဘဲနဲ့တွင်းထဲကနေတက်လာတဲ့လေဘူးတွေကြားမှာလူတစ်ယောက်ရဲ့ပုံရိပ်တစ်ခုဝေဝါးဝါပေါ်လာတာကိုကျွန်တော်မြင်လိုက်ရတယ်ဗျအဲ့ဒီပုံရိပ်ကတောင်ရှိပစိုးကိုဝတ်ထားပြီးလက်ထဲမှာရှီဟောင်းပေစာအုပ်တစ်ထုပ်ကိုကင်ထားတယ်ဗျကျွန်တော်မင်းညိုကမိတ်ဆွေအဖြစ်လာခဲ့တာပါကျွန်တော်ကတင်းငိမ့်စွာဆိုလိုက်တဲ့အခါမှာအဲ့ဒီပုံရိပ်ကရက်တန့်သွားပြီးလေဘူးလိုင်းများကြားကနေနတ်မောင်လှတဲ့မျက်လုံးကြီးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာဗျကျွန်တော်ကိုအဲ့ဒီဝိညာဉ်ပုံရိပ်ကစူးစိုက်ကြည့်ခြင်းခံနေရခြင်းမှာဘေးကကိုအောင်မင်းကတော့ကြောက်လန့်တကြားနဲ့ဖျားပြက်ကြီးရဲ့အုပ်ပုံကြားနောက်ကိုဝင်ပြေးပုန်းတော့တာပေါ့ဗျာတွင်းဝါမှာထွက်ပေါ်လာတဲ့လေဘူးလိုင်းများကကျွန်တော်ရဲ့ဝိယုံကိုတစ်ဖြက်ဖြက်ခါရမ်းနေပြီမဲ့လေလက်ထက်ကပတိကိုတော့မြင်းမြင်းဆုပ်ပြီးမတုံမလှုပ်ရက်နေတာပေါ့ဗျာအဲ့ဒီပုံရိပ်ကတစ်ဖြည်းဖြည်းနဲ့ပိုပြီးတော့ထင်ရှားလာတယ်ဗျလူသားတူလိုဖြစ်နေပြီမဲ့လေခြေထောက်တွေကမြေကြီးနဲ့မထိပဲလေထဲမှာဝဲနေတာပေါ့ဗျာသူ့လက်ထဲမှာလည်းကင်ထားတဲ့ပေတာတို့ကရွှေရောင်တဝင်းဝင်းတောက်နေတာကိုကျွန်တော်သတိပြုမိလိုက်တယ်ဗျမောင်ထွန်းလင်းမင်းလားကျွန်တော်မေးလိုက်တဲ့အခါမှာအဲ့ဒီပုံရိပ်ကထွက်ပေါ်လာတဲ့အတန်ဟာလူတန်မဟုတ်ပဲလေတိုးတန်လိုမျိုးအကွဲနေတာပေါ့ဗျာကျွန်တော်ကမောင်ထုံးလည်းမဟုတ်တော့ပါဘူးကျွန်တော်ဒီထက်တွင်းရဲ့အကျဉ်းသားဒါမှမဟုတ်အဆောင်ရှောက်တူပဲဖြစ်တယ်ဗျအဲ့ဒီဝိညာဉ်ရဲ့ပြောချက်အရာသူကလွန်ခဲ့တဲ့အနှစ်90ရာဒီတွင်းနဲ့ကြီးထဲမှာရှိတယ်ရှေဟောင်းအကြီးရဲ့ဓလုံးတွေကိုရယူဖို့ကြိုးပမ်းခဲ့မှုတယ်လို့ပြောဆိုတာပေါ့ဗျာဒါမဲ့ဓာတ်စီနေတဲ့ဒီတွင်းကြီးရဲ့အစီအရင်ကိုမကြော်လွှားနိုင်ပဲနဲ့ဓာတ်ငွေတွေကြောင့်သူ့ရဲ့ရုပ်ခန္ဓာပျက်စီးသွားခဲ့ရတာဗျစိတ်ဝိညာဉ်ကတော့ဒီတွင်းကြီးကနေထွက်ပေါ်လာတဲ့အေးနဲ့အပူဓာတ်စီးကြောင်းတွေကြားမှာညက်မီပြီးဒီနေရာကိုစောင့်ရှောက်နေရတဲ့သူဖြစ်သွားခဲ့တာပေါ့ဗျာဒီတွင်းကြီးကဘာလို့အသက်ရှူနေရတာလဲကျွန်တော်အမေကိုသူကပေစာထုတ်ကိုမြောက်ပြရင်ဖြေတယ်ဗျ
ဒီတွင်းရဲ့အောက်ခြေမှာရှေးဟောင်းဝိဇ္ဇာတို့မြုပ်နှံခဲ့တယ်အာဘောဓာတ်လုံးနဲ့တေဇောဓာတ်လုံးနှလုံးရှိတယ်နွေရာသီမှာအပူလွန်ခဲ့တဲ့အတွက်ကြောင့်အာဘောဓာတ်ကအပြင်ကိုလေအေးကိုမှုတ်ထုတ်ပြီးလောကကိုမျှတစေဆောင်းရာသီမှာအေးလွန်ခဲ့တဲ့အတွက်ကြောင့်တေဇောဓာတ်ကလေဘူးကိုထုတ်ပြီးဒီဟာကသဘာဝတရားကိုထိန်းညှိနေတဲ့အစီရင်ပဲဗျကျွန်တော်ကအဲ့ဒီစကားကိုကြားတဲ့အခါမှာတော်တော်လေးအံ့ဩသွားဗျဒီဟာကလူသားတွေကလောဘအတွက်ရည်ရွယ်ထားတဲ့ယတနာတွေမဟုတ်ဘဲလောကဓာတ်မျှတဖို့စီရင်ထားတဲ့အစစ်မြင့်လောကီပညာရပ်ပဲဗျမင်းတို့ဒီစီစဉ်ကနေဘယ်လိုကယ်ထုတ်လို့ရနိုင်မလဲကျွန်တော်ပြောလိုက်တဲ့အခါမှာအဲ့ဒီပုံကြီးကခဏလောက်ငြိမ်သွားပြီးမှခေါင်းကိုဖြင်းချင်းစွာနဲ့ခါရမ်းနေဗျမရတော့ဘူးဗျကျွန်တော်ရဲ့ဝိညာဉ်ကဒီဓာတ်စီးကြောင်းနဲ့တသားတည်းဖြစ်သွားပြီကျွန်တော်ဒီနေရာမှာလောကကိုအေးမြစေဖို့နဲ့နှွေးထွေးစေဖို့အတွက်ထာဝရအဆောင်ရှောက်အဖြစ်နေရစ်ခဲ့ရမယ်တူပဲဗျပြောပြောဆိုဆိုနဲ့အဲ့ဒီပုံရိပ်ကတွင်းဝါလေးကိုတဖြည်းဖြည်းပြန်လဲနစ်မြုပ်သွားတာပေါ့ဗျာလေးဘူးလေးလိုက်နေရလဲချက်ချင်းပဲငြိမ်သက်သွားပြီးတော့ပုံမှန်ຫນွေဦးရဲ့လေးပြေကလေးတွေပဲဝေရမ်းနေတာပေါ့ဗျာကျွန်တော်ဖျားပြက်ကြီးကိုတစ်ချက်ဦးချလိုက်ပြီးကြောက်လန့်နေတဲ့ကိုအောင်မင်းကိုဆွဲထူကတောင်ကုန်းပေါ်ကနေဆင်းခဲ့တာပေါ့ဗျာလောကမှာကျွန်တော်တို့မသိနိုင်နဲ့မကြော်လွှားနိုင်နဲ့အစီရင်များစွာလဲရှိနေပါသေးလားဟိုကျွန်တော်တွေးတော့ရင်းနဲ့ဒီဝိတ္ထုလေးဟာဒီမှာပဲဇက်သိမ်းသွားခဲ့ပါခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြတယ်တူဦးတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ